အဝင်ကစကားဖက်နာရုပ်ကြီးကလှလိုက်တာဒီနေ့ဘန်ကောက် Central Park Mall ကိုသွားလေကြမယ်ဒီ escalator ကြီးကတော့ tourist attraction တစ်ခုပဲအဲ့ဒီက Bomas တို့ရောက်ပါပြီစကားဖက်နာ figure တွေနဲ့ခေါင်းမဲပါတဲ့ရုပ်ကလေးတွေကလှပဲBomas ကရုပ်ကလေးကတော့ always so cute ပဲနော်ဒီမူရုပ်ကလေးတွေTokyo Friends လေးတွေနဲ့ SpongeBob ရုပ်ကလေးတွေကတော့အရန်လာပဲဒီလို pop ပြီးအယုတ်သေးသေးလေးတွေကလည်းဥရစရာလေးတွေ display ပြထားတဲ့ cry baby လေးတွေဒီမူလေးတွေနဲ့လာဘူးရုပ်ကလေးတွေကလည်းလူချင်းစရာလေးတွေချက်ပတ်ကြည့်ပြီးတော့လူချင်းနဲ့ Bomas ရုပ်ကလေးတွေဝယ်ခဲ့ပြီဒီ vlog လေးကိုဆုံးထိကြည့်ပြီးကျေးဇူးပါနော်တဒါ